ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟာမတ်စ်ကသူတို့ရဲ့လက်နက်တွေအားလုံးကိုပြန်ပြီးအနှံဖို့သဘောတူညီချက်ရသွားပြီလို့အမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရန့်ကတမိုင်းဝင်ကြီးညာချက်တရက်မင်းညာကထုတ်ပြန်လိုက်ပါတယ်။ဒီသဘောတူညီချက်အရဟာမတ်စ်တွေလက်နက်ချရတဲ့တပြိုင်နက်အစ္စရေးစစ်တပ် IDF ကလည်းဂါဇာဒေသကနေပြီးအပီးတိုင်ဆုတ်ခွာပေးရမှာဖြစ်ပြီးတော့ဂါဇာကိုအုပ်ချုပ်ဖို့ပါလက်စတိုင်းအစိုးရသစ်တရက်ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီသတင်းတွေထွက်လာချိန်အမှာဒီတကယ့်ကာယကံရှင်တွေဖြစ်တဲ့ဟာမတ်စ်ရောအစ္စရေးဘက်ကပါတရားဝင်နှုတ်ဆက်နေကြတဲ့ဖြစ်ပါတယ်။လူပေါင်း9000ကျော်အထိတေဆုံးခဲ့ရတဲ့ဂါဇာစစ်ပွဲကြီးကတကယ်ပဲပြီးဆုံးတော့မှာလား။ဒီသဘောတူညီချက်ကဘလောက်အထိအလုပ်ဖြစ်နိုင်မလဲဆိုတာကိုဒီနေ့ရှင်းပြပေးတော့ပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ဇူလိုင်လ31ရက်ပါ။ဒီနေ့မှာတော့အရှိလေပိုင်းငင်းငင်းအတွက်အလွန်ပဲအရေးပါတဲ့အချိုးအကွေ့တစ်ခုဖြစ်လာနိုင်တဲ့ဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးဘုတ်အဖွဲ့သဘောတူညီချက်အသစ်အကြောင်းကိုတင်ဆက်ပေးတော့ပါမယ်။မနေ့ကဒီကြာသပတေးနေ့ညမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေပြီးတော့အားသင့်ဖွယ်ကောင်းတဲ့ကြေညာချက်တစ်ခုကိုရေးသားခဲ့ပါတယ်။ဒီနေ့မှာတော့ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကဂါဇာဒေသမှာရှိတဲ့ Hamas နဲ့ဒီအခြားလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကိုအလုံးစုံလက်နက်ဖြုတ်သိမ်းရေးအတွက်တမိုင်းဝင်သဘောတူညီချက်တရက်ကိုရရှိခဲ့ပါပြီလို့ဒေါ်နယ်ထရန့်ကကြေညာခဲ့တာပါ။ဒီသဘောတူညီချက်ကအီဂျစ်ကာတာတူရကီနိုင်ငံတွေကနေပြီးလာပေါင်းများစွာကြာဂျောင်းဝင်ပြီးတော့စိစက်ပေးခဲ့တဲ့ရလဒ်ဖြစ်တယ်လို့ဆိုထားပါတယ်။အမေရိကန်ရဲ့အဆိုအရဆိုရင်ဒီသဘောတူညီချက်ကိုဟာမတ်စ်တွေလက်ခံလာနိုင်အောင်နိုင်ငံတကာကနေပြီးဗန်နာရေးဆိုင်ရာဖိအားတွေအကြီးအကျယ်ပေးခဲ့ရတယ်လို့သိရပါတယ်။နောက်ကွယ်မှာအီရန်ဘက်ကနေပြီးဟာမတ်စ်တွေကိုဒီစာချုပ်မှာလက်မှတ်မထိုးဖို့ဖိအားပေးတားဆီးခဲ့ပေမဲ့အမေရိကန်နဲ့မဟာမိတ်တွေကအီရန်ရဲ့လွှမ်းမိုးမှုကိုကျော်လွှားနိုင်ခဲ့လို့ဆိုပါတယ်။ဒီသဘောတူညီချက်ကချက်ချင်းကြီးဖြစ်လာမှာတော့မဟုတ်ပါဘူး။အဆင့်အလိုက်တွားရမယ့်လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။ပထမအဆင့်အနေနဲ့လက်နက်တွေအနှံ့ခြင်းဖြစ်ပါတယ်။ထွက်ပေါ်လာတဲ့ဒီစာချုပ်မိတ်တူအရာဆိုရင်ဟာမတ်စ်တွေကသူတို့ရဲ့ဒီလက်နက်တွေကိုအစ္စရေးစီအဲ့ရမှာမဟုတ်ပါဘူးဂါဇာကိုအုပ်ချုပ်မဲ့အသစ်ဖွဲ့စည်းမဲ့ဂါဇာအုပ်ချုပ်ရေးအမျိုးသားကော်မတီလို့ခေါ်တဲ့ပါလက်စတိုင်းပညာရှင်တွေပါဝင်တဲ့အဖွဲ့အစည်းကိုအနှံ့ရမှာဖြစ်ပါတယ်အရင်ဆုံးရဲတပ်ဖွဲ့တွေရဲ့လက်နက်ငယ်တွေကိုစပြီးအဲ့ရမှာဖြစ်ပြီးတော့နောက်ဆုံးမှာတော့လက်နက်ကြီးတွေကိုအနှံ့ရမှာဖြစ်ပါတယ်ဒုတိယအဆင့်အနေနဲ့အစ္စရေးတပ်တွေကဒီစုတ်ခွာခြင်းဖြစ်ပါတယ်ဒီလိုဟာမတ်စ်တွေလက်နက်ဖြုတ်သိမ်းမှုပြီးစီးတာနဲ့တပြိုင်နက်အစ္စရေးစစ်တပ်ကဂါဇာကနေပြီးအဆင့်အလိုက်ပြန်ပြီးစုတ်ခွာပေးရမှာဖြစ်ပါတယ်တတိယအဆင့်အနေနဲ့နိုင်ငံတကာတပ်ဖွဲ့တွေဝင်ရောက်ခြင်းဖြစ်ပါတယ်အစ္စရေးစစ်တပ်စုတ်ခွာသွားတဲ့နေရာတွေမှာဒီနိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့တွေဝင်ရောက်လာပြီးတော့ပါလက်စတိုင်းရဲတပ်ဖွဲ့အသစ်နဲ့ပူးပေါင်းပြီးတော့ဂါဇာရဲ့လုံခြုံရေးကိုတာဝန်ယူပေးမှာဖြစ်ပါတယ်အဲ့ဒီနိုင်ငံတကာတပ်ဖွဲ့မှာအင်ဒိုနီးရှားနဲ့တူရကီတပ်ဖွဲ့တွေပါဝင်လာနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်နောက်ဆုံးမှာတော့ဒီငိမ့်ငိမ့်ဘုတ်ဖွဲ့ရဲ့ကြီးကြပ်မှုနဲ့ဂါဇာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်တော့မှာဖြစ်ပါတယ်။ဒီစာချုပ်အရအော်တိုဘာ9ရက်တိုက်ခိုက်မှုလိုမျိုးဂါဇာကနေပြီးအစ္စရေးကိုအကြမ်းဖက်တိုက်ခိုက်တာမျိုးနောက်ထပ်ဘယ်တော့မှဖြစ်လာခွင့်ပေးတော့မှာမဟုတ်ဘူးလို့ဒေါ်နယ်ထရန့်ကအာမခံထားပါတယ်။ဒီသတင်းကအလွန်ကောင်းမွန်ပေမဲ့လက်တွေ့မြေပြင်မှာတော့အခက်အခဲတွေအများကြီးရှိနေပါတယ်။ဟာမတ်စ်ဘက်ကနေပြီးအခြေအနေကိုအရင်ဆုံးပြောအောင်ပါ။ဟာမတ်စ်အဖွဲ့ဘက်ကဒီစာချုပ်ကိုတရားဝင်အတည်ပြုကြေညာတာမျိုးမလုပ်သေးပါဘူး။ဟာမတ်စ်ဒီကိုယ်စားလှယ်အဖွဲ့ဝင်တဦးကတော့အစ္စရေးစစ်တပ်ကဂါဇာကနေပြီးတကယ်နဲ့မဆုတ်ခွာဘူးပြန်လည်ထူထောင်ရေးတွေမလုပ်ဘူးဆိုရင်ကျွန်တော်တို့ဘက်ကလည်းလက်နက်ချမှာမဟုတ်ဘူးလို့ပြပြတသားပြောထားပါတယ်။ဟာမတ်စ်ဘက်ကတော့လက်နက်ဖြုတ်သိမ်းခြင်းဆိုတဲ့စကားလုံးထက်လက်နက်တွေကိုစီးရင်ပြုစုသိသိထားခြင်းဆိုတဲ့စကားလုံးကိုပို့ပြီးတော့သုံးကျင်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့လက်နက်ချတယ်ဆိုတာကရှုံးနေတယ်လို့အတိတ်ပဲထွက်နေလို့ဖြစ်ပါတယ်။ဟာမတ်စ်အဖွဲ့ကပြီးခဲ့တဲ့ဇူလိုင်လ6ရက်နေ့ကတည်းကဂါဇာကိုအုပ်ချုပ်နေတဲ့သူတို့ရဲ့အစိုးရအဖွဲ့ကိုဖျက်သိမ်းပေးထားပြီးဖြစ်ပါတယ်။အစ္စရေးဘက်ကအခြေအနေကတော့ဆက်ပြီးကြည့်အောင်ပါအစ္စရေးအစိုးရဘက်ကနှုတ်ဆက်နေသေးဖြစ်ပါတယ်အမေရိကန်အရာရှိတွေကတော့အစ္စရေးကဒီစာချုပ်ကိုလက်မခံရင်ဒေါ်နယ်ထရန့်အလွန်စိတ်ပြတ်သွားလိမ့်မယ်လို့သတိပေးထားပါတယ်အစ္စရေးနိုင်ငံရေးအတိုင်းအဝိုင်းကတော့ဟာမတ်စ်တွေတကယ်တမ်းလက်နက်ချပါမလားဆိုတာကိုအကြီးအကျယ်တန်တရားရှိနေပါတယ်ဒီလိုမျိုးငရေရေးစာချုပ်အပေါ်ဒီလက်မှတ်ထိုးဖို့ပြင်ဆင်နေချိန်မှာပဲမြေပြင်မှာတော့တွေ့ထက်တန်ယူမှုတွေကရက်မသွားသေးပါဘူးဒေါ်နယ်ထရန့်ဂျောင်းဝင်ဆေးဆက်ပေးနေတဲ့အပြစ်ခတ်ရစရေးကြေညာပြီးကတည်းကအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ပါလက်စတိုင်း1200ကျော်တည်ဆုံးခဲ့ရပါတယ်ဒေါ်နယ်ထရန့်ရဲ့အခုကြေညာချက်ထွက်ပေါ်လာတဲ့ဒီချာတာပရင်းတွေမှာတင်အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ကလေးတငယ်2ဦးအပါအဝင်ပါလက်စတိုင်း6ဦးထပ်ပြီးတည်ဆုံးခဲ့ပါတယ်ဂါဇာစစ်ပွဲပြန်ပြီးစတင်ချိန်ကစလို့ယနေ့အထိပါလက်စတိုင်း9200ကျော်တည်ဆုံးခဲ့ရပြီဖြစ်ပါတယ်အချုပ်ပြောရရင်တော့ဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးဘုတ်ဖွဲ့ဒီသဘောတူညီချက်အသစ်ကဂါဇာစစ်ပွဲကိုအဆုံးသတ်ဖို့အတွက်အရေးအပါဆုံးခြေလှမ်းတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ဆော်ရက်ဘော်ကသဘောတူညီချက်ကိုမြေပြင်မှာအကောင့်တွေဖော်ဖို့ဆိုတာအလွန်ပဲခက်ခဲနေတယ်ဖြစ်ပါတယ်။ဟာမတ်စ်တွေကသူတို့ရဲ့အသက်သွေးကြောဖြစ်တဲ့လက်နက်တွေကိုတကယ်ပဲဆွန့်လွတ်မှာလား။အစ္စရေးကရောသူတို့သိမ်းပိုက်ထားတဲ့ဂါဇာကနေပြီးဒီကိန်းနဲ့ပြန်လည်ဆုတ်ခွာပေးမှာလားဆိုတာကတော့လာမယ့်နှစ်ပတ်အတွင်းထွက်ပေါ်လာမယ့်အသေးစိတ်စီးမင်းစည်းကမ်းတွေနဲ့နှစ်ဖက်စလုံးရဲ့တရားဝင်တုံ့ပြန်မှုတွေအပေါ်မှာပဲမူတည်နေပါတယ်။အချိန်မပြီးကြည့်ရှုနားဆင်ပေးကြကျေးဇူးတင်ပါတယ်။အားလုံးပဲဘေကင်းလုံခြုံကြပါစေ
politics လက်နဲ့ကျွန်တော်လင်းခဲ့ရင်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါခင်ဗျာ